Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Yemen Football Platform Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒါ Manchester United အသင်းကတော့သူတို့ရဲ့ပထမဦးဆုံးနွေရာသီဆိုင်းကင်းအနေနဲ့ဒါ Atalanta အသင်းရဲ့ကွင်းလယ်လူBrazil ကွင်းလယ်လူ Ederson ကိုဒါအပြောင်းရွှေ့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်ဒါ Sky Sport ကနေလည်းဒါ report လုပ်လာခဲ့ပြီးဆိုတဲ့အတွက်ဒါ Manchester United နဲ့ဒါ Michael Carrick တို့ရဲ့ပထမဦးဆုံးခေါ်ယူမှုနွေရာသီခေါ်ယူမှုဖြစ်လာတော့မှာဖြစ်ပါတယ်ဒါကစားသမားနဲ့ကလည်း Manchester United ကဒါရှေ့ပတ်တည်းကသူပုံကိုယ်ရေးသဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပြီးတော့ဒါ Atalanta အသင်းနဲ့ဒါသူတို့ပြောင်းရွှေ့ခြင်းညှိနှိုင်းနေတာပေါ့လေအခုဆိုလို့ရှိရင်တော့ဒါပြောင်းရွှေ့ခြင်းလည်းညှိနှိုင်းပြီးပြီဒါအကုန်လုံးလည်းသဘောတူညီမှုရရှိခဲ့ပြီဆိုတော့ဒါနောက်လာမယ့်အပတ်အတွင်းမှာEderson ဒါ Manchester United မှာစစ်ပြီးတော့ဒါ Manchester United ကသူတို့ရဲ့ပထမဦးဆုံးခေါ်ယူမှုဖြစ်တရားဝင်ကြေညာနိုင်တော့မှာဖြစ်ပါတယ်ဒါ Ederson ကိုအပြောင်းရွှေ့အနေနဲ့ဆိုလို့ရှိရင်ဒါပေါင်38တန်းပေါ့လုံးဝအပြီးစီးပေါ့နော်ဒါကစားသမားရဲ့ bonus တွေဒါအကျိုးခံစားခွင့်တွေအကုန်အပါဝင်ပေါင်38တန်းယူရိုအဖြစ်ဆိုလို့ရှိရင်ဒါ45တန်းဝန်းကျင်လောက်နဲ့ Manchester United ကသဘောတူညီမှုရရှိနိုင်ခဲ့တာဖြစ်တယ်ဒါ Man U နဲ့ Atalanta အသင်းကသူတို့ပြောင်းရွှေ့ခြင်းကိုဒါညှိနှိုင်းနေတာတော့ဒါကြာပြီပေါ့နော်ဒါ Manchester United ကသူတို့လိုချင်တဲ့ဈေးကိုအမှပြောပြီးတော့သူတို့ညှိနှိုင်းနေတာတော့ကြာပြီဒါအခုချိန်မှာဆိုလို့ရှိရင်တော့ဒါသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်ဘာပဲပြောဒါပေါင်38တန်းဒါယူရို45တန်းဆိုတာဒီ25နှစ်အရွယ် Brazil ကွင်းလယ်လူ Ederson နဲ့ဆိုလို့ရှိရင်တော့ဒါဘယ်လိုပြောမလဲတင်းတဲ့ဈေးလို့ပြောရမှာပေါ့ဒါ Manchester United ကကွင်းလယ်လူအချက်ကြီးမားနေတဲ့အတွက်ဒါသူတို့လိုချင်တဲ့ဒါကွင်းလယ်လူတယောက်ကိုသူတို့ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒါကြောင့်ဒီ Ederson အပြောင်းရွှေ့ပြီးတဲ့ချိန်မှာဒါ Manchester United ကနောက်ထပ်ကွင်းလယ်လူ2ယောက်ထပ်ခေါ်ဖို့ရှိမယ်ဒါနောက်ထပ်1ယောက်2ယောက်ထပ်ခေါ်အောင်မှာပေါ့နော်ဘူကာတီလည်းထွက်ခွာမှာဆိုတဲ့အတွက်ကြောင့်ဒါနောက်ထပ်ကွင်းလယ်လူ2ယောက်လောက်ကရောက်ရှိလာဖို့တော့ဒါတေးကြတယ်ပေါ့နော်ဒါMichael Carrick တို့ဒါ Manchester United ရဲ့ဒါလိုချင်နေတဲ့ကွင်းလယ်ဖြစ်တဲ့အတွက်ဒါသူတို့အနေနဲ့ပထမဦးဆုံးခေါ်ယူမှုပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်ဘာပဲပြောဒီဈေးနဲ့ဆိုလို့ရှိရင်တော့ဒီလိုကွင်းလယ်ဒီလိုအသက်အရွယ်ကောင်းဒီလိုကွင်းလယ်လူတယောက်ကိုရရှိနိုင်ခဲ့တဲ့အတွက် Manchester United အတွက်ကတော့ဒါကောင်းမွန်တဲ့ပြောင်းရွှေ့မှုတစ်ခုဒါခေါ်ယူမှုတစ်ခုဖြစ်လာခဲ့ပြီလို့ပဲဆိုရမှာဖြစ်ပါတယ်ဒါ Ederson လည်းသူ Brazil လည်းရွေးစင်အသင်းနဲ့ဒါမပူပေါင်းဒါမပါဝင်ခဲ့တဲ့အတွက်ဘာဖြစ် Man United ကEderson ကိုဒါသူတို့စစ်စစ်မှုတွေပြုလုပ်မယ်တရားဝင်ကစားသမားအဖြစ်နောက်ထပ်လာမယ့်အပတ်ဒီမှာကြီးညာနိုင်တော့မှာဖြစ်ပါတယ်ဒါကြောင့်သူဒီရာသီကျိုးခြေစမ်းပွဲဒါခီးစဉ်တွေမှာလည်းလိုက်ပါကစားပြီးတော့ဒါအသင်းနဲ့ဒါပေါ့နော်အစီအစဉ်တွေရာသီကျိုးခြေစမ်းပွဲတွေမှာသူအနေနဲ့ဒါပူပေါင်းပါဝင်နိုင်ပြီးတော့ဒါဘာဖြစ်နောက်လာမယ့်ရာသီအတွက်ကြိုတင်ပြင်ဆင်ပြီးတော့ဒါအသင်းနဲ့အဝင်ခွင့်ကြားဖြစ်ဖို့ပို့ပြီးတော့လွယ်လွယ်ကူကူပြုလုပ်နိုင်တော့မှာပဲဖြစ်ပါတယ်ဒါကြောင့် Manchester ညီကိုတွေအနေနဲ့ရောဘယ်လိုမျိုးထင်ကြလဲပေါ့နော်ဒါ Ederson တကယ် Manchester United မှာအဆင်ပြေနိုင်မလားအောင်မြင်နိုင်မလားဘယ်လိုမျိုးထင်ကြလဲပေါ့ဒီပြောင်းရွှေ့ကိုရောအကောင်းမွန်တဲ့ပြောင်းရွှေ့လို့ထင်ကြလားဘာဖြစ်ပြောဒါ Manchester United နဲ့ Michael Carrick တို့သူတို့လိုချင်နေတဲ့ကွင်းတဲ့လူဒါတယောက်ကိုတော့ရရှိခဲ့ပြီပေါ့လေ Ederson ဒါ box to box မှာလည်းကစားနိုင်တယ်လို့ဒါဒီ number 6 row မှာလည်းကောင်းကောင်းကစားနိုင်တဲ့ကစားသမားဖြစ်တယ်ပြီးတော့ရှင်သူရဲ့ defenses တွေသူရဲ့လောအားနှုံးနေရတဲ့တကယ်ဟိုမှာ Manchester United လိုအပ်နေတဲ့ကွင်းလည်းအရေးသွေးနဲ့လည်းကိုက်နေတဲ့အတွက်ဒါ Manchester United အတွက်ကတော့ဘာဖြစ်ကောင်းမွန်တဲ့ပြောင်းရွှေ့ခြင်းနဲ့ရရှိခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဒါကြောင့် Manchester United ညီကိုတွေလည်းဒါ comment လေးမှာဆွေးနွေးသွားလို့ရပါတယ်ဘယ်လိုမျိုးပြောင်းရွှေ့လို့ထင်ကြလဲပေါ့နော် Ederson ရောကစားသမားကောင်းလို့ထင်ကြလားပေါ့နော်ဒါဘာဖြစ်ကိုကတော့ Atalanta ကွင်းတယ်လူကိုဒါဒီကနေ့မှာပဲသဘောတူညီမှုရရှိနိုင်ခဲ့ပြီးတော့သူတို့ရဲ့နေရာတီးပထမဆုံးခေါ်ယူမှုဖြစ်လာပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုအားပေးညီကိုများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပြီးတော့ဝင်ကြည့်ရှုအားပေးလို့ရပါတယ်အားလုံးပဲကျေးဇူးပါ